အခုမိတ်ဆွေတို့တည်နေတဲ့ကြားဖြန့်လို့ကြားနေတဲ့လိန်ကြီးထက်ပိုပြီးတော့ဘဝပြတ်လောက်တဲ့အထိဖြစ်နိုင်တဲ့လိန်ကြီးတစ်မျိုးကိုမိတ်ဆွေတို့ကျွန်တော်ပြောပြမယ်အဓိကဘယ်သူတွေနားထောင်တင်တယ်ဆိုတော့နိုင်ငံခြားကိုရောက်နေတဲ့အထူးသဖြင့်ကိုရီးယားလို့ဂျပန်လို့ဒီဝင်ငွေကောင်းတဲ့နိုင်ငံကိုရောက်နေတဲ့ညီကွေးတွေအကိုတွေညီတွေနားထောင်သွားနော်နားထောင်ပြအောင်ကိုနားထောင်သွားဘာလဲဆိုတော့ကျွန်တော်ရဲ့တငယ်ချင်းဖြစ်ရဲ့ဇလန်းလေးနော်ဒါပုံမြင်လမ်းမဟုတ်ဘူးတကယ်ဖြစ်ရမှန်ဇလန်းကိုကျွန်တော်ပြောပြမယ်ကျွန်တော်ကိုရီးယားကိုလာဖို့အတွက်ဒီကိုရီးယားတင်တန်းတက်တယ်ပေါ့ဗျာတင်တန်းတက်တော့မှကျွန်တော်နဲ့ခင်တဲ့တငယ်ချင်းတယောက်ရှိတယ်ငယ်ပေါင်းလည်းမဟုတ်ဘူးတင်တန်းမှာစခင်တဲ့တယောက်ခင်ပြီးတော့ကြမှာသူ့ရဲ့ကောင်မလေးတယောက်ရှိတယ်သူ့ကောင်မလေးကလည်းကိုရီးယားကိုလာဖို့အတွက်ဒီကျောင်းနဲ့ join နေတာသူနဲ့အတူတူပဲသူကကြတော့ EBI နဲ့လာဖို့ join နေတယ်သူ့ကောင်မလေးကကိုရီးယားကိုလာဖို့အတွက်ကျောင်းနဲ့ join နေတယ်ကျွန်တော်တို့နှစ်ယောက်ကလည်းကျွန်တော်အမြင်မှာတော်တော်လေးကိုချစ်တယ်ဗျာတိလားကျွန်တော်တော့အားကြခဲ့ရတယ်ပေါ့နော်အဲ့ချိန်တော့ပြီးရတယ်ကျွန်တော်တို့ဒီအတူတူတင်တန်းနေတက်ပြီးတော့ဆောင်းပွဲအောင်ခဲ့ကြတယ်အောင်ခဲ့ပြီးတော့အလောက်ခါစားကသူကကျွန်တော်ထဲဒီ2ပတ်လောက်စောတယ်ဗျာကိုရီးယားကိုရောက်လာကျွန်တော်ကကြာသူ့ထဲ2ပတ်လောက်နောက်ကျပြီးမှရောက်လာရောက်လာပြီးတော့ကြတော့ကျွန်တော်တကယ်ချင်းကကျွန်တော်ဒီကိုရီးယားကိုရောက်ပြီးတော့9လလောက်နေမှာသူ့ကမာလေးကလေကျောင်းကိစ္စနဲ့အဆင်ပြေပြီးတော့ကျွန်တော်ကိုရီးယားကိုရောက်လာတယ်ပေါ့ဗျာရောက်လာတယ်ဆိုတော့သူကလည်းဟောအဆင်ပြေပေါ့သူမြန်မာနိုင်ငံထဲကဒီတွဲလာတဲ့လူဆိုတော့လေဒီကိုရီးယားရောက်တော့လေသူတို့တူတူဗျာတွေ့ကြတယ်လာကြတယ်နဲ့တူတူနေပြကြတယ်ပေါ့ဗျာထားပါတော့နော်ဒါလူငယ်ချင်းတူတူနေပြကြတယ်ဆိုတော့ဒါသူ့ကမာလေးကိုသူကဘန်စာအုပ်တွေကောဒီဘန်ကတ်တွေကောအကုန်လုံးအပ်ထားတာဗျာသူတလ3ဖို့လောက်ပဲထုတ်တယ်ဒီသူမိဘအိမ်ကိုပို့ကြလို့ရှိရင်အနေချင်းမဲ့ကမလေးရှာပြန်ထောင်ပြီးပို့တယ်ဗျာသူမိဘရလည်းအဆင်ပြေတော့ကြတော့အဲ့လောက်ကြီးမလို့ပေါ့နော်ကျွန်တော်တငယ်ချင်းကဒီကမလေးနဲ့သူ့ဘဝအရှိရေးထီဗျာခံမှန်းထားတာလုံးဝသူနဲ့ပဲလက်ထက်မဲ့သူနဲ့ပဲရှူမယ်ပြောဗျာသူနဲ့ပဲရိုးမြစ်ကြပေါင်းတင်မယ်ဘာညာပေါ့ဗျာသူကအဲ့ထီကိုသူကတွေးထားပြီးသားပလန်ရှိပြီးသားဆိုတော့ကမလေးကလည်းနေမယ်ပေါ့အတူတူစူးစမ်းကြမယ်ပေါ့သူတို့ရှေ့ရေးတွေနောက်ရေးတွေဆွေးနွေးကျွန်တော်ရှေ့မှာကိုဆွေးနွေးကြကျွန်တော်နဲ့တွေ့တဲ့ခင်သူတို့ပြောနေကြတယ်ဆိုတော့ကျွန်တော်တငယ်ချင်းနဲ့အဲ့ကောင်မလေးနဲ့ဒီမြန်မာနိုင်ငံကလည်းယူနီထားရဲဆိုတော့တော်လည်းတောင်းတဲ့တောင်အရန်ချစ်ကြရလို့ကျွန်တော်ထင်ခဲ့တာနေနေမှာသူကိုဝင်ရပါဗောနော်သူကောင်မလေးမှာကိုဝင်ရပါသူ့မှာကိုဝင်ရှိသွားပြီဆိုတော့ဗျာကျွန်တော်တငယ်ချင်းကနေပြီးတော့အဲ့ဆိုရင်ငါတို့ကိုရီးယားမှာလည်းဖုန်းကြောင်းတွေအများကြီးရှိတယ်ဗောနော်ဖုန်းကြောင်းဒီမှာဒီကောဘကဖွင့်ဝင်နေလဲဒီလိုမင်္ဂလာဆောင်ကျင်ကြတဲ့လူတွေအတွက်ကိုသူတို့ကတခြားစီစဉ်ပေးတယ်ဗောနော်ဆိုတော့သူတို့ရဲ့အရှိမတကယ်ချင်းမိတ်ဆွေတို့ဖိတ်ပြီးတော့ကြတော့အတိတ်တင်နေနဲ့လက်မှတ်ရေးထိုးပြီးတော့မင်္ဂလာဆွမ်းလေးပါလေးကျွေးပြီးတော့ကြတော့မင်္ဂလာဆောင်ကြမယ်လက်ထပ်ကြမယ်ဗောနော်ဆိုတော့ကြတော့သူ့ကမာလေးကဘာပြောလဲဆိုတော့ငါနင်းကိုလက်မထပ်နိုင်ဘူးတဲ့ငါနေနဲ့စတွဲတဲ့ကလက်ထပ်ဖို့ရည်ရထားတာမဟုတ်ဘူးတဲ့ဆိုတော့ကြတော့ကျုံးငယ်ချင်းဘာဖြစ်လို့လဲနင်းနဲ့ငါနဲ့ချားမှာဘာပြဿနာဖြစ်လို့လဲဘာရှိလို့လဲလို့မေးတော့ကြတော့ဘာပြဿနာမှလည်းမရှိဘူးနင်းမှာဘာမှလည်းမရှိဘူးတဲ့ဆိုတော့အဲ့ဆိုရင်ငါနဲ့နင်းနဲ့ရထားတဲ့ကလေးကိုဘယ်လိုလုပ်မလဲလို့ပြောတော့ဖြတ်ချပြင်မယ်တဲ့ဖြတ်ချပြင်ရလဲထားဟုတ်ပြီအဲ့ဆိုငါ့ကိုအကြောင်းပြချက်တစ်ခုပေးဘာကြောင့်ငါ့ကိုအခုလိုလောက်ရတာလဲအကြောင်းပြချက်တစ်ခုပေးလို့သူကတောင်းလိုက်တော့ခါကျတော့သူ့ရဲ့နော်မျက်နှာဖုံးရောက်ပေါ်လာတယ်ဘယ်လိုပေါ်လာလဲဆိုတော့သူကမြန်မာနိုင်ငံထဲကသူကရွေချက်ရှိပြီးသားနော်ဒီကိုရီးယားကိုရောက်မှာမဟုတ်ဘူးမြန်မာနိုင်ငံထဲကရွေချက်ရှိပြီးသားကိုရီးယားကိုကျောင်းလာတက်တဲ့ရွေချက်ကသူကကျောင်းလာတက်ဖို့ရွေချက်တက်မဟုတ်ဘူးကိုရီးယားကိုကျောင်းလာတက်တယ်သူလည်း online မှာဗျာတွေ့မြင်နေရမှာပေါ့ဗျာ online မှာသူများတွေကိုရီးယားမှာကျောင်းလာတက်ပြီးတော့ကိုရီးယားသားလေးနဲ့ကြိုက်ယူသွားကြရပါညာသူကလည်းအဲ့လိုဖြစ်ချင်တာဒါလည်းအဲ့လိုဖြစ်ချင်တော့သူဒီရောရောက်ပြီးတော့အခုလက်ရှိစိုးဘက်မှာစိုးတက္ကသိုလ်တစ်ခုမှာတက်နေတယ်နော်စိုးတက္ကသိုလ်တစ်ခုမှာတက်နေတယ်နာမည်တော့မပြောချင်ဘူးဆိုတော့သူကအခုလက်ရှိဗျာသူမှကျောင်းတက်နေနဲ့အဲ့လိုကိုရီးယားနိုင်ငံသားကောင်လေးရနေပေါ့ဗျာဆိုတော့ကျွန်တော်ငယ်ချင်းအဲ့လိုပြောလိုက်တယ်ငါသူနဲ့ပဲလက်ထပ်မယ်ပြီးရင်ငါကိုရီးယားနိုင်ငံသားခံယူချင်တာအဓိကရည်ရွယ်ချက်ကသူကကိုရီးယားနိုင်ငံသားကိုယူမယ်ပြီးရင်ကိုရီးယားနိုင်ငံသားခံယူမယ်သူကရည်ရွယ်ချက်ကအဲ့ဆိုရင်မင်းငါနဲ့ဘာလို့တွဲခဲ့ရလဲလို့မေးတော့ကြတော့ငါဒီမှာရှိနေတဲ့ကာလပတ်လုံးမှာအကြောင်းတက်နေတဲ့ကာလပတ်တုံးမှာအဆင်ပြေအောင်
နော်ဝင်ဝေးကြီးဘာညာပေါ့ဗျာအဆင်ပြေအောင်လို့နင်းနဲ့တွဲခဲ့တာတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဗျာစပွင့်စာရှာတာပေါ့ဗျာနော်စပွင့်စာရှာတာပေါ့ဒါအဲ့လိုပြောတော့ကြတော့တကယ်ကြဒေါသရရမ်းထွက်ပါဒေါသရရမ်းထွက်လာပြီးတော့ကြတော့အေးဟုတ်ပြီအဲ့ဆိုရင်နင်းငါပေးထားတဲ့ပတ်စံကြီးအကုန်လုံးငါ့ကိုပြန်ပေးတကယ်ကြလို့တောင်းတယ်စဉ်းစားကြည့်ကိုတယောက်ရောက်ပြီးတော့ကြတော့9လလောက်ရှိတဲ့အချိန်မှာသူရောက်လာအဲ့ဒီကသူ့ကောင်မလေးကိုအကုန်လုံးအပ်ထားတယ်သူဆိုလဲလားစာကောင်းတဲ့ထဲမှာပါတယ်နော်ကိုတယောက်ဝင်30ဝန်းကျင်လောက်အမြဲတမ်းထွက်တဲ့ထဲမှာပါတယ်အဲ့ဒါကြီးကိုအခု2နှစ်ကျော်တဲ့နေထားမှာတွက်ကြည့်လိုက်မြန်မာငွေ1500ကျော်လောက်ရှိတယ်1500ကျော်ပေါ့နော်1500ကျော်ဒါအနည်းဆုံးပြောထားတာ2000လောက်လို့ရှိတယ်ဆိုတော့အေးနင်းအဲ့ဒါကြီးအကုန်လုံးမပေးခြင်းနေငါ့ကိုနော်3ပုံ2ပုံလောက်တော့ငါ့ကိုပြန်ပေးဆိုတော့သူ့ကမလေးကမပေးဘူးတဲ့အဲ့ဒါရတဲ့နင်းပါနေနိုင်ဘူးတနာယူထားပြီးတော့နှာဘူးထားပြီးတော့ငါ့ကိုအပ်ခဲ့တာငါ့ကိုပေးခဲ့တာတဲ့အဲ့အခုမှလာမတောင်းနဲ့ငါမှလည်းမရှိတော့ဘူးတဲ့မပေးနိုင်ဘူးတဲ့ဆိုတော့ကျွန်တော်တကယ်ချင်းကလည်းတက်မဲ့ဖြစ်မဲ့လုံနေရပေါ့ဗျာနော်ဆိုတော့သူ့ရဲ့ဒီသူ့ကောင်မလေးနဲ့ကကျွန်တော်မြန်မာနိုင်ငံထဲမှာလည်းရင်းနှီးထားတိထားတယ်တိရဲ့အပြင်ဟိုမှာသူ့ကောင်မလေးရဲ့မိဘကြီးကဘာလုပ်လဲဆိုရဲစာကျွန်တော်တော့ကထိတယ်ဗျာတိတော့ကြတော့ကျွန်တော်တကယ်ချင်းအေးနေရောတကယ်ချင်းမင်းသူ့မိဘရောမင်းပြောပြီးလားမပြောရသေးဘူးတဲ့တကယ်ချင်းနဲ့အေးအဲ့ဆိုမင်းနေရောမင်းစိတ်ထက်ရှိတဲ့အတိုင်းရှောင်မလုံးနဲ့အောင်ခဏနေရောငါသူ့မိဘရင်းနဲ့ကျွန်တော်နဲ့ရင်းနှီးတယ်ဒီရန်ကုန်မှာကျွန်တော်ဖုန်းကုမ္ပဏီမှာလုပ်တော့ကသူ့မိဘရဘာလုပ်တယ်ဆိုတော့ကျွန်တော်တို့ယူဇနာပလာဇာမှာဗျာဖုန်းဆိုင်ဖွင့်ထားတယ်ဖုန်းဆိုင်ဖွင့်တော့ကျွန်တော်ကုမ္ပဏီကဖုန်းတွေကိုသူကအမြဲတမ်းရောင်းနေဝယ်ဆိုကျွန်တော်အမြဲတမ်းသွားပို့နေတာဆိုရင်းနှီးခင်မင်းနဲ့ပေါ့နော်ခင်မင်းရင်းနှီးတော့သူတို့အကောက်တွေလည်းကျွန်တော်မှရှိရဗျာရှိတော့ကြတယ်ကျွန်တော်တို့ဆက်သွယ်တယ် Facebook ကနေဆက်သွယ်ပြီးတော့အန်တီသမီးကတော့ဒီလိုဖြစ်နေတယ်အန်တီတို့တည်လာဆိုသူတို့လည်းမတည်ဘူးမိဘရလည်းမတည်ဘူးကောင်မလေးကသူ့ရည်ရနဲ့သူလာတာမိဘရမတည်ဘူးဆိုတော့ချိုးချောင်းရတော့သူ့မိဘရလည်းသူ့သမီးနဲ့ဆွေးနေတယ်ပေါ့ဗျာဘယ်လိုဆွေးနေလိုက်ရတော့မတည်ဘူးဟိုကတော့ပြန်ရတယ်ကျွန်တော်တို့ဒီသူပေးထားတဲ့မွေတွေအားလုံးတော့ပြန်မရဘူးဒါပေမဲ့3ပုံ2ပုံလောက်တော့ပြန်ရတယ်ပေါ့နော်ဆိုတော့နည်းနည်းတော်သေးရပေါ့နော်နည်းနည်းတော်သေးတယ်သူနဲ့အဲ့သူ့ကမလေးကတော့ကွဲသွားရပေါ့ဗျာအခုသူ့ကမလေးကလည်းဒါကိုရီးယားသားနဲ့ဘာညာကြိုက်နေရပေါ့ဗျာအခုကသူလည်းကြောင်းတက်နေရဆိုတော့ကြိုက်အဲ့တော့ကြတော့ကိုရီးယားမှာရှိတဲ့ညီကွေးတွေနော်ကိုကဒီမှာဝင်ငွေကောင်းနေလို့မြန်မာနိုင်ငံကအခုမှစပြီးတော့ဟို online ပေါ်ရရေးစားဘာညာဖြစ်ပြီးတော့ကျောင်းလာတက်မဲ့ဟိုရှုံမန်းဒီဘာညာပြပေးဘာညာခေါ်ပေးဘာညာသွားပြီးတော့မယုံနဲ့နော်သွားပြီးတော့မယုံနဲ့ကျွန်တော်တော့အဲ့လိုမျိုးခံရတော့မလို့ကျွန်တော်တော့မှအတိမြန်သွားလို့နော်အားကြောင့်တတိထားကိုရီးယားမှာရှိတဲ့ညီကိုရီတတိထားနော်အဲ့လိုလာပြောပြတာနော်အဲ့ဒါပုံမြင်မဟုတ်ဘူးတကယ်ဖြစ်ရမယ်ကျွန်တော်တကယ်ချင်းအထက်ပိုင်းချွန်းနံပါတ်မှာနော်သူကမလေးကအခုလက်ရှိစိုးတက္ကသိုလ်တစ်ခုမှာတက်နေတယ်ဘယ်တက္ကသိုလ်လဲဆိုတာလဲသိတယ်နာမည်တော့သူ့ရဲ့ privacy ဖြစ်တဲ့အတွက်မပြောပြချင်လို့မပြောတော့နော်အဲ့လေးလာပြောတာတတ်တာ